Hello အားလုံးပဲမင်္ဂလာပါ Mafia ကဘာဟာကော series ရဲ့ episode 6ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ Neta လေးကိုတော့မှာပဲဖြစ်ပါတယ် Neta Avenger key ထွက်တော့မှာပါတော့ပြင်ဆင်ထားရလည်းရှိပါတယ် Golden Apple Golden Carrot တော့ကျွန်တော်စားဖို့အတွက်ပြီးတော့goal တွေလည်းအများကြီးရှာထားတယ် goal fan နဲ့ AFK လို့ရထားတဲ့ goal တွေအများကြီးရှိတယ်အဲ့နဲ့ Neta လေးကိုရောက်တဲ့အခါမှာ big link နဲ့ထွေပြီးတော့Fire resistant နဲ့ underfire တွေရအောင်လုပ်မှာပါ goal တွေကိုတော့ goal fan နေရပါအရင် episode လောက်ဆောက်တဲ့ goal fan နေကျွန်တော် armor တွေကိုလည်း အန်ချက်ပြီးဆိုကျွန်တော်တွားလို့ရပါပြီ Fire resistant potion ရရင်အဆင်ပြေပါတယ်နေတယ်မှာအခုလောလောဆယ်ကျွန်တော်ရွှေလေးဝယ်ရပါမယ် Okay, let's go. ဟိုရှီနာလေးက block တွေကကျွန်တော် go fan ဆောက်တော့လာတူးထားတဲ့လာတူးဖို့အတွက် block ဆက်ထားတဲ့နေရာတွေပါတခြားနေရာအဝေးရောရှောက်မတော့ရသေးပါဘူးခုကတော့ Neta Fortress ကြီးတွားမှဖြစ်တဲ့အတွက်အပေါ်တက်ရပါမယ်ခုပါလာတဲ့ရွှေတွေကို big link နဲ့စထွေအောင်ဗျ Happy guys လေးစီးလို့ရအောင်Thank you sir ဒီကောင်လေးကိုအိတ်ထဲထည့်ထားအိမ်ရုံးမှမွေးတော့မှာကျွန်တော်မှပါလာတဲ့ရွှေတော်တော်များများနဲ့ big link နဲ့ထွေးခဲ့ပါတယ်ကျွန်တော် big link နဲ့ထွေးရင်းနဲ့ fire resistant potion တစ်ခုရကြပါတယ်potion တွေလည်းရရဆို Neta Fortress စီတွားကြအောင်ဗျတကယ်ချင်းတို့တီးကြလားဒီ Neta ရဲ့ what တွေကဒီမှုဝက်အပြာရောင်လေးကိုကြောက်တယ်ပေါ့နော်ကျွန်တော်ဘလော့ပေါင်း300လောက်ခီးနေပြီ Neta Fortress ရောက်လာခဲ့ပါတယ် Okay ရောက်ပြီ Neta Fortress ဝတ်တယ်မလားဒီတော့မှဒီပင်လေးစိုက်ထားလိုက်မယ်ဖြည်းဖြည်းချင်းတော့အောင်နော်ကျွန်တော် Blaze ရလန့်ပြန်ကျွန်တော်ပြုတ်ကြမှာโอเคဆက်တော့မယ်ဖြည်းဖြည်းချင်းပဲတော့အောင်ပါနော်လမ်းလေးနဲ့ချဲအောင်လမ်းလေးနဲ့ချဲတော့တမန်ထွက်ပြေးတဲ့အခါပြုတ်မကြမှာ
အခုနဲ့လာဖိုးထွက်တယ်ကိုစောက်သွားမှာပြီဘာမှမမြင်အောင်ဟာမိတော့တယ်ဘာမှမမြင်အောင်တိုင်းကဝတ်ပြီးတော့မှရမယ်အဲ့မှာတို့မီးတံကိုကာနိုင်မှာဒီကောင်လည်းပုံမှန်ထက်ပိုခက်တယ်နော်ဟာကောင်းမှဆိုOh my god ဘာနှကောင်းလဲဟာတိုင်းကတော့ကျူတော့မလားအောင်မရတော့ဟေးဘာမှမမြင်ဘူးကျွန်တော်လည်းဖိုတိုဆင်မှာ Blaze တော်များများတက်ခဲ့ပါတယ်အဲ့ဒါကျွန်တော်နောက်ဘက်ပါမကြိုက်တာအဝေးလွတ်လွန်သွားပကလင်းเนี่ยဘာလို့ရှေ့ဝင်လာလဲငါမင်းတို့လောက်တာမဟုတ်ဘူးခင်ဗျာငါကျွန်တော်အဲ့မှာကျွန်တော်ဓာတ်ရဲ့နောဘက်ကဘာဘလောက်ပြင်နေကြည့်လိုက်တော့ဒီကောင်လေးအများကြီးထွက်လာနေမနိုင်တော့ဓာတ်ပိတ်ထားရပြီလောက်ဆိုရင် brace rock ကလောက်ပြီနေတောင်ကတော့ရှားမယ်ဒီလမ်းနဲ့မပြီးတော့ပြေးနေတာကလေနာတိုင်းအောင်လာပဲဒါတွေကိုယူရမယ်ပြေးပြန်ပြီငါတို့ပြန်ပြီဟောလေငါတို့ပြန်ပြီပလေးဆိုတော့ပါစိတ်မသာဘူးပြန်ပြီဝတ်တွေတော့ရောက်နေပါလေကို run move okay ပြန်ရမယ်ဖက်နဲ့လဲအောင်မယ်ဖက်နဲ့ကိုမေးနေဝတ်တယ်ဟာဖက်နဲ့ကကျိုးပြီဖက်နဲ့ကျိုးပြီ那被人家拉队呢哈，反正得乱嘛，反正。ဟုတ်ပါနဲ့တော့မြို့လေးထဲမှာပိတ်ခဲ့တော့မယ်ကျွန်တော် Blaze Rock နဲ့ Neta ဝတ်တင်ယူပြီးတော့ Neta တွေကနေပြန်ထွက်ခဲ့ပါတယ်
နေတာဝက်တွေစိုက်ဖို့လဲစိုးစံလိုပဲစိုးစံကျွန်တော်မှမရှိသေးဘူးဒီနေ့စိုးစံနေနေယူတော့ကဲအခုကျွန်တော်လိုချင်တာရဆိုကျွန်တော် over wall ပြင်ကြဆိုညတော့ရောက်နေပဲနင်တော့အိမ်လဲကျွန်တော်ဒါ Lutin 3ပါတော့ကျွန်တော် brace တော့63ခုတောင်ရခဲ့နော်နေတာဝန်ဒီတော့စိုက်ကြအောင်ဗျတို့ပိုရှင်နေဖို့ဖို့အတွက်ဒီနားလေးကိုအိမ်လေးတစ်လုံးနဲ့ဆောင်းရင်လုံးဒါလေးရင်ဆိုင်လိုက်မယ်အိမ်ဆောက်ဖို့ဘလို့လေးတော့ရောကျွန်တော်ဆေးဖော်တဲ့အိမ်လေးဆောက်ဖို့အတွက်မြေကြီးတွေကိုနေရာလေးညှိခဲ့ပါတယ်ကျွန်တော်မြေပြင်တွေကိုညှိနေတော့မှပဲထူးဆန်းတဲ့ message တစ်ခုရခဲ့ပါတယ်ဘာသာတိုင်းလည်းဂိမ်းထဲကနေထွက်တော့ပါပြီဆိုတော့ဒီဂိမ်းတွေကိုလူများတွေ join လို့ရလားကျွန်တော်ပိတ်ထားတဲ့ထင်းနဲ့ဘယ်ချိန်နဲ့မှရောက်နေလဲမသိဘူးထွက်တော့ပြီဆိုတော့ထွက်တော့ပြီပါနော်ပြီးမှဒီချပြန်ပေးရမှာမိပါတန်းလေးတွေ့လားပြန် join လာလားဟုတ်တယ်ပြန် join လာရောက်လာတော့လည်းကြူသွားမှာပေါ့တော့ဘယ်လိုလဲတော့မသိဘူးဘာတော့တိုတန်လေးပြန်ရောက်那没有俺那边嘛呢，来，用哪里？把路呢，然后彻底听我呢。Oh, your wall is beautiful. Thank you, sir. Come on, Lala, lại边嘛。
ကျွန်တော်အဲ့ player ကိုကျွန်တော်မတုံးတော့တဲ့ diamond armor တွေပြီးခဲ့ပါတယ်ရောက်လာလေဟာဟိုကြီးဒီကြီးနဲ့တကောင်ဒါတီယူလေးတီယူ this is တီယူဘယ်တက်ပြန်လာတော့အေးပါကွာအောက်စင်ဒီထားရတော့တကောင်လူကြည့်ကြနိုင်ရှောက်ကြည့်ပြီလေဒီမမြင်ဘူးရဟာအော်လူကူးလုပ်ပေးမယ်တဲ့ဘာလို့မလဲပြလိုက်မလို့တော့စောင့်မယ်အိမ်ပုံစံလေးဘာကူကြီးမှလည်းပြောထွက်တော့တယ်ဘလို့ကောင်းတော့Hey bro တဲ့မင်းပိုက်စာနေမလားငါတည်ပါတယ်မင်းဒီလောက်ရှောက်တော့နေမှာမင်းပိုက်စာကြီးပေါ့ Okay ဖဲလို့ရမှာညဘာတက်လို့လာတော့ကိမွန်တော့ကြာကျွန်တော်အတိရောက်လာတဲ့ player ကိုကျွန်တော်စောက်ထားတဲ့ goal fan ကိုတော့ပြခဲ့ပါတယ်ဒီမှာဒီထဲဝင်ဒီခလုတ်လေးကိုနှိမ့်လိုက်ပြီးရင်အပေါ်တက်ပြီးဖွင့်ရမယ်ဟင်ဘာတက်လာလဲဟင်ဘာလို့တော့လောက်လာလဲဘက်လည်းနေအောင်တကယ်ကောင်းမယ်ကျွန်တော်ဂိမ်းအောင်နဲ့လက်နေကျွန်တော်ရဲ့ Luton 3 ဒါနဲ့ AFK ဒါဂိုးတွေအများကြီးရထားတယ်ဒီကိုဖန်နေအသားပုတ်တွေဆိုရင်တက်တာနဲ့တော့ပြေတော့မယ်ဘာသာပက်ကလေးပြေးပါလားမင်းဘာလို့ဖို့လဲဝါတော့ကနေရောမယူလိုက်လူလဲလာမကြည့်တော့ကိုဖန်းကိုပြန်ပေးလိုက်တော့မယ်ဗျအော်ဝါတာပကအမှန်ကြီးလောက်ပြမယ်တဲ့โอเคကြည့်ရတယ်ပေါ့လုပ်ပြအဲ့ရောက်လို့အော်မဆိုးပဲလူလဲ nice လို့ရေးလိုက်မယ်
NU တဲ့ဟိုကျွန်တော်လည်းလောက်ခိုင်းနေဆိုတော့လောက်လိုက်အောင်ဝါတာဘက်ကမရှိဘူးလေပဲရှိတယ်စကေးကိုတွေ့တော့မလားဟမ်ဘယ်စကေးကျန်းနေလားကျွန်တော်စာရေးနေတယ်အမောတယ်လည်းတူစီပဲတော့ Give me the boat ရောယူလိုက်လိုင်းဒါလက်နဲ့ထင်တယ်ဖေဖေရီရဲဟိုအပေါ်တက်တော့အပေါ်တက်ပြီးတော့လူတွေလှုပ်ပြတော့မှထင်တယ်ဘယ်ခုံးချတော့မလားနေမောင်းစောင့်မအောင်ကြည့်ပါဦးမယ်ရပြီဘယ်ခုံးချလိုက်Oh my god လူမြန်တွေတော့လည်းမသိသူ့တကယ် MNG Pro ထင်တာဟာကောဆော့နေမှန်းတော့တရားသူ့တူတန်နေလည်းပေးထားပါတယ် Okay စိတ်တော့မကောင်းပါဘူးဒါပေမဲ့ပဲတက်နိုင်မယ်နော်ဟုတ်လဲ Okay အားလုံးပဲဘိုက်မယ်မှာနောက်ပြီးဆုံးမှပြန်တွေ့ပါမယ် Like subscribe လည်းမမေ့ပါနဲ့